စမှာပြောပြပါဦးဒီနေ့2025 4 လပိုင်း1ရက်ပေါ့ဧပြီလ1ရက်နေ့ကနေလာမဲ့9 လပိုင်း15ရက်နေ့တလခွဲတိတိထိုင်းဆိုရရဲ့4 နိုင်ငံပေါ့နော်4 နိုင်ငံရွှေ့ပြောင်းလုပ်သားတွေမြန်မာကမ္ဘောဒီးယားလာအိုဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေကိုမိခင်နိုင်ငံမှာအလူတန်းတွေလုပ်ပါစေလူမှုရေးလုပ်ငန်းတွေလုပ်ပါစေမိသားစုနဲ့ပြန်လည်ပေါင်းစည်းပါစေထိုင်းနိုင်ငံမှာပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်ခဲ့သမျှကိုတလခွဲကြာကိုယ့်နိုင်ငံမှာကိုအပန်းဖြေကြပါစေဆိုပြီးတော့ free visa တလခွဲပေးထားတာဖြစ်ပါတယ်တကယ်လို့သာ visa ကိုကျွန်တော်တို့အဝင်တုံးအထွက်တုံးနဲ့အခချင်းငွေပေးမယ်ဆိုပတ်3000လောက်ကျတယ်ခင်ဗျအတိုးတော်လေထိုင်းဆိုရအဲ့ဒီအဝင်တုံးအထွက်တုံး visa ကတွေကိုကျွန်တော်ကုန်ကြစိတ် free ပေးထားပြီးတော့ဧပြီ1ရက်နေ့ကနေလာမဲ့မေ15အထိတလခွဲကြာ free visa ပေးတာပါထိုင်းဆိုရကမြန်မာကမ္ဘောဒီးယားလာအိုဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေရဲ့လုံအားတန်ဖိုးကိုအလေးနဲ့ထားတာဖြစ်သလိုသူတို့မိသားစုလေးနဲ့ပြောပါစီသူတို့ဝင်ငွေလေးနဲ့နေရမှာအလှူဒန်းလေးလုပ်ပါစီသူတို့မတွေ့ရကြတဲ့အပေါင်းအသင်းတွေဆွေမျိုးသားချင်းတွေနဲ့တွေ့ပါစီသူတို့တခြားသောမြန်မာတကြံသူတို့နေရရင်းကတကြံနေနဲ့ထိတွေ့ပါစီဆိုတဲ့စေတနာနဲ့ပေးတာပါဗျာသို့တော်လေအရင်တော့ဆိုအရင်နေ့ထိဟာဒီနေရာထိကျွန်တော်တို့လူတန်းကြီးညာနဲ့ချီတဲ့လူတန်းကြီးရှိနေပါတယ်အခုထိုင်းစံတော်ချိန်မနေ့9 နာရီပါမြန်မာစံတော်ချိန်6 နာရီပဲလူတန်းကြီးရှိနေတာဒီနေ့မှာတော့ကျွန်တော်ကား2 စီး3 စီးနဲ့2 ယောက်3 ယောက်ပြည်တော်ပြန်မဲ့အနေထားလေးတွေ့တော့ထိုင်းရောက်မြန်မာတွေရဲ့ပါးနဲ့လိမ်မာမှုကျွန်တော်ကချီးကျူးရမယ်သူနဲ့မပေါင်းစည်းရလို့ကွဲကွာနေတဲ့တငယ်ချင်းတွေဆွေမျိုးတွေနဲ့မစုံတွေ့ရတာကြာလို့ကွဲကွာနေတဲ့အသားသမီးတွေနဲ့မစုံတွေ့ရတာကြာလို့စသည်အဖြစ်ခံစားချက်တွေကိုခဏမေ့ပြောက်ပြီးတော့ထိုင်းမှာလဲစွန်ကရန်ခေါ်တဲ့ကြံရှိပါတယ်ထိုင်းမှာလဲတိုးတိတ်နဲ့ပျော်ပါစရာတွေပျော်ရွှင်စရာတွေနဲ့လှုပ်ရှားတွေအများကြီးရှိပါတယ်ထိုင်းမှာလဲကြံရှိပါတယ်အစားတို့ဖြည့်ဆွဲပျော်ကြပါ